ဒီကိစ္စပေါ့နော်အခုညနေမှာကျွန်တော်ကြည့်ပြီးတော့ဒါမြို့သမီးတယောက်သူပလိခံလိုက်တဲ့အကြောင်းကိုတင်ထားအောင်နော် M3 လုံးစီတက်နေတဲ့ចောင်းသားကဒက်တယောက်နဲ့ဘာညာပလိခံလိုက်ရတယ်ပေါ့နော်အဲ့ကိစ္စလေးတင်ထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အများနဲ့ပြောသလိုပဲလူတွေကယောက်ျားတွေပေါ့နော်ဒီကယောက်ျားလေးတွေကသူ့ line နဲ့သူရှိတယ်တင်မောသားမှမဟုတ်ဘူးယောက်ျားလေးတိုင်းကသူ့ line နဲ့သူရှိပြီးသားပေါ့နော်ဒီမိန်းမပွေတယ်ချုပ်တယ်ဆိုတဲ့ line ကလည်းတက်ပြီးရင်ရှက် line တက်နော်ရှက် line တက်ရှက်ကီပဲတက်ရှိတယ်သူ့ line နဲ့သူပဲကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ကလောင်းသားလောက်ရကြိုက်အဲ့လိုပေါ့နော်လောင်းသားသမားတွေပေါ့နော်အဲ့ line လည်းတက်ရှိဘာလေးပြပြသိမလားအပြင်းပြေဆိုရင်တော့မှကျွန်တော်ကစလစ်လေးကြီးလောက်တော့ဖဲရိုက်တယ်ပေါ့နော်ကျွန်တော်ကဖဲရတဲ့လူတွေအဲ့လိုမျိုးပေါ့နော်သူ့ line နဲ့သူပြီးရင်ဒီကြောင်ရှာတဲ့ဖွဲ့ကြီးလည်းရှိတယ်နော်မာရှီ line ပေါ့ဗျာနော်အဲ့ line ကလည်းသူအဲ့ဒါပဲဦးစားပေးတယ်ဆိုတော့တင်မောသားဆိုတဲ့ကိုဒီယောက်ျားလေးတွေရဲ့ဇယိုက်ကိုကအဲ့လိုသူ့ line နဲ့သူရှိတယ်ဖွန် line ကလည်းဖွန် line တက်ရှိတယ်ဖဲ line ကလည်းဖဲ line တက်ရှိတယ်ဆိုတော့အဲ့ဒီစီမံဆိုပြီးတော့ပြောလိုက်တဲ့ခါကျတော့ဒီကျွန်တော်တို့ဒီစီမံ live တင်မောသားဘောင်တွေကိုလာဝင်သွားတဲ့ခါကျတော့ကျွန်တော်တို့ကလာထိတာပေါ့နော်ပြောချင်တာဒီစီမံမှမဟုတ်ဘူးယောက်ျားလေးတွေကသူ့ line နဲ့သူရှိတယ်နော်အဲ့ဒီကိုတွဲတဲ့လူရဲ့ line ကပါ line လဲဆိုတော့ကိုတိမှရတိအောင်ကြိုးစားပေါ့နော်ဒီယောက်ျားလေးတယောက်ရဲ့ line ကသူကမိန်းမ line လားဖဲ line လားတဲ့မလားဖိုး line လားပေါ့နော်အဲ့လိုတွေရှိနော်ဆိုတော့အဲ့လိုစီမံလို့ပြောလိုက်ကျွန်တော်တို့ရင်ဘက်ကိုလာစောင့်တာဆိုတော့ကျွန်တော်အဲ့ဒါလေးပြောချင်တာနော်တင်မောသားလေးယောက်ျားပဲဆိုတော့တင်မောသားတိုင်းမှာလည်းအဲ့လို line လေးရှိတယ်ကိုတွဲမဲ့တင်မောသားကိုယူမဲ့တင်မောသားဘာ line လဲဆိုတော့သိအောင်အရင်လုပ်ပြီးတော့မှတွဲပြီးတော့မှယူစရာရှိယူနောက်မဟုတ်ရင်အခုလိုပဲ line ပေါ်တက်ပြီးတော့ on နေရလိမ့်မယ်ပလေးတာတော့ကားလည်းပလေးတယ်မိန်းမလည်းပလေးတယ်စီမံလည်းပလေးတယ်စီမံမဟုတ်တဲ့လူတွေလည်းပလေးကြတာပေါ့နော်ခေါင်းတင်တိုင်တော့ကျွန်တော်တို့ကပါတော့ကျွန်တော်ကဝင်ရှင်းနေရတာပေါ့နော်ရှင်းတော့လည်းမရှင်းညင်ဘူးပေါ့ကျွန်တော်ကပြောသလိုပဲline လေးတွေခွဲတာပေါ့နော်